ကြောင်ရီပေါပါလို့မကူနိုင်အလွေတော့ရောင်မတော့ချောင်းမျိုးကမိုင်းမမလေးငယ်နင်းစီကိုင်းနင်းစီကိုင်းတစိတ်စားမောင်ကိုင်းရလေးကူနိုင်ရဲ့လေးသမီးနဲ့မရမမြင်မို့လေးလည်းဖြစ်ပါရဲ့ရှင်သမီးအသက်ကတော့ခု12နှစ်ပြည့်တော့ပါမှာရှင်သမီးကရွှေမကိုပိုင်တက်တန်ကြောင့်မှတက်ရောက်နေရရှင်သက်သမရရှင်မြန်မာပြည်တာတန်စင်လိုလည်းစိုက်ပါရှင်ပြီးတော့မြမရွာရင်ကျေမှုထိထိနဲ့နေရပါတော့အဲ့မျိုးဆိုတာပါရှင်စိုက်တယ်သမီးတို့မိသားစုက9ယောက်ရှိပါရှင်အမအဖေနဲ့အမေနဲ့အမတယောက်ရှိပါရှင်မောင်လေးတယောက်ရှိပါရှင်အဖေမင်းနဲ့မြောက်ကြုံမွေးပါအမေနဲ့မြောက်တော့လည်းခိုင်ပါအမနဲ့မြောက်မဆုမလည်းပါမောင်လေးနဲ့မြောက်မောင်နဲ့မောင်သမီးကကြောက်တောင်မောင်နဲ့မြောက်သမီးက2015ခုနှစ်တော့ပန်းရီပန်တိုင်းမှာပထမရခဲ့ပါတယ်အာဇာနည်နေ့တော့လည်းပထမရခဲ့ပါရှင်ပြီးတော့ဝဇောင်းဆိုင်ရာပြည်ပေါ်တော့မှလည်းပြပါရှင်ဒုတိယဆရာဖြစ်ပါရှင်အောင်မြင်ကြော်ကြားတဲ့နိုင်ငံကျော်ဆိုရဖြစ်စမှာရှင်တော်မမအေးပါရှင်တော်မမအေးပြီးတော့တွင်ပြကိန်းတန်ပါရှင်သူတို့နဲ့ချင်းစွာမယ်ဆိုရင်တော့အရန်ဝမ်းသာမိပါရှင်သမီးကသူတို့လိုလည်းအားကြတယ်ပြီးတော့သူတို့လိုဖြစ်စင်တော့ကြတော့သူတို့လည်းစူးစမ်းပြီးတော့အရန်ပျော်မိပါရှင်အတန်နာရဆိုအတန်ပြန်မူရပါရှင်အတန်နာပေးပြီးစကားမပြောအဆင်ပြေအောင်ရှိခဲ့ပါရှင်ငါကြီးတဲ့ချင်းထူးမချာနာပြောပြချင်ပါရှင်ထူးမချာနာညဝင်းမင်းကြီးဥစားရေးရလို့လဲတိုင်မလို့လည်းရပါတယ်အိုလံပီရေးရလို့လည်းတမန်လို့ရပါတယ်ညဝင်းမင်းကြီးဥစားရေးရလို့တမန်လို့ရတယ်လည်းခံယူလို့မရပါရှင်ဘာလို့အိုလံပီရေးရလို့လည်းတမန်လို့ရပါပါလို့ဆိုအရင်ခေတ်ညဝင်းမင်းကြီးဥစားရဲ့ခေတ်တုန်းကပါနော်မြတ်စွာဘုရားရဲ့ဆွဲတော်တွေမပေါ်သေးပါနော်အမျိုးစနေမင်းလက်ထက်အိုလံပီတို့ရဲ့ခေတ်ကြမှာအမျိုးဆွဲတော်တွေပေါ်လာပြီးမြတ်စွာဘုရားရဲ့ဆွဲတော်နဲ့ပေါ့နော်မျိုးမိပြီးတော့ဒီတချင်းလေးရေးထားပါရှင်အဲ့ဒါတွေ့ရရှင်ချုံလာလက်ဆောင်ပါရှင်တွန်တိတိန်တန်ဆိုတာတွန်တိတိန်နဲ့ဆိုတာပါရှင်ရေးတာတွန်တိတိန်နဲ့မှတင်ပါရှင်အဲ့ချင်းလေးကိုကြိုက်တယ်ဘာလို့ကြိုက်လဲဆိုသူကသူ့ချစ်သူပေါ့နော်စားရဒီမှာလွမ်းပြီးတော့ခြုံလွာနေနဲ့ပေါ့နော်ပေးလိုက်စင်တယ်အဲ့လိုမျိုးစားရဒီပေါ့နော်အဲ့ဒါလေးမျိုးချက်တော့ဘုံဆောင်မစိတ်ကြောင့်ဖန်ရှိညီလို့ဒီကလေးလေးကအရန်တော့ရဲ့ပြိုင်ဘက်ကိုကင်းနေဆက်တယ်ရှင်ပါစိတ်ကြောင့်ဖန်ရှိဘာလို့ထိန်းသိမ်းကြံလဲဆိုတာကိုယ့်ရဲ့ယဉ်ကျေးမှုလည်းဖြစ်တယ်ပေါ့နော်ခေတ်အဆက်ဆက်ပေါ့နော်ထိန်းသက်လာယဉ်ကျေးမှုကတမီးတို့ခေတ်ကြမှာမပြောက်ွယ်လို့ပါပဲရှင်ကိုယ့်ရဲ့ယဉ်ကျေးမှုမလို့ပါရှင်ကိုယ့်နိုင်ငံတိုင်းမှာအဲ့လိုမျိုးကိုယ့်လူမျိုးပေါ့နော်ကိုယ့်ဘာသာအဲ့လိုမျိုးယဉ်ကျေးမှုအဆက်ဆက်ထိန်းသိမ်းလာကလေးကဟိုသူတို့ចောင်းဒီလေးရှိတယ်လေဟွာပါလဲပုံထုံသူចောင်းမှာနေတော့အမှပြိုင်ပွဲလေးလုပ်တဲ့ခါကျတော့ဒီအိမ်ကအန်ဒီပေါ့နော်ကျွန်တော်မိမအမှသွားပြီးတော့ကလေးလေးကမစိုးဘူးတဲ့တော်တယ်အဲ့ဒါဆိုရင်ကလေးကိုပြုစုပြောထောင်ပေးပါဦးနဲ့ဆိုတာအေးခေါ်လာကြည့်လေဆိုတော့တကယ်လည်းတော်နေတွေ့တယ်အဲ့ဒါနဲ့ပဲအဲ့ရနေစတာစပြတော့သူနှမျိုးတင်ပါခုနလည်းကလေးလည်းဟိုထိုက်တင်တော့ပြောတယ်
ကျွန်တော်တို့ဟိုဂီတသမားတွေတော့ဟိုရင်းနှီးပါတယ်ဝါသနာလင်္ကာဆိုတဲ့အပိုင်းလေးနဲ့သောတာလင်္ကာရဆိုတဲ့အပိုင်းလေးနှစ်ပိုင်းပေါ့နော်ဝါသနာလင်္ကာရဆိုတာတော့ဟိုအတီးမပါအဆိုတက်တဲ့တစ်ချိန်ကျိုးပွဲတစ်ချိန်ကနေရဒါတော့အတီးပါတဲ့ဟာတွေအဲ့ဒါတော့သောတာလင်္ကာရလို့ဆိုတယ်အဲ့နှစ်ပိုင်းကိုတင်ပါတယ်တရားဆိုအဲ့ဝါသနာလင်္ကာရဆိုတဲ့အဲ့ဟာတွေကတော့ဟိုအဆိုမပါတဲ့အတီးမပါတဲ့ဟာတွေခုနက AI လူတာအန်ဂျင်အေဂျင်စသဖြင့်လေအဲ့ဒါတွေကလည်းကြားဘူးရောတော့ပဲတချို့တွေကလည်းရှိပါတယ်ကိုမသိဘူးဘာမှမသိတဲ့ခုခေတ်ကပို့ဆိုးသွားပါခုနမဟာဂီတဆိုတဲ့ဟိုကျွန်တော်ငယ်တော့ဆရာတွေကပြောတယ်ဗျတချင်းကြီးပေါ့နော်တချင်းကြီးမဟာဂီတတချင်းကြီးခုကတချင်းကြီးဆိုတာဘယ်လိုဆိုတော့ဟိုဒေါ်မမအေးလို့ဆိုတဲ့ဟိုကာလာဘောကျွန်တော်တို့ခေါ်ဆိုတဲ့ကာလာဘောတချင်းကိုပဲကလေးတွေကတချင်းကြီးလောက်ပဲအဲ့လိုပတ်ယူတယ်အဲ့လိုအမှတ်တွေပါအကုန်လွဲကုန်တော့ဗျာဟိုအဲ့ဒါကြောင့်မို့လဲကလေးကိုကြကြနနတမီလေးအဲ့တော့သူ့လည်းမြောက်ပေးရတယ်ပေါ့တမီအဲ့တော့ဟိုဘတေရိုးကုံရတဲ့အခါမှာတမီးရဲ့တနိုင်ငံလုံးမှာပြိုင်ပြီးမရှိကလေးကဟိုပါရမီရှင်လေးလို့လေသူကအသက်ကြီးရတယ်မဲ့ငငယ်လေးပဲ17နှစ်ကျော်လေးပဲရှိတယ်ငငယ်လေးပါဒါပေမဲ့သူကကျွန်တော်အမြင်ပေါ့နော်ကျွန်တော်လဲဟိုတာရကြာလာပါပြီလေဂီတနဲ့လုံလာထွေလာလို့ဟိုနေ့30 40လောက်ရှိပါပြီဆိုတော့အဲ့အတရာနဲ့မှာကလေးမျိုးကတော့ကျွန်တော်မတွေ့ဘူးသေးဘူးမတွေ့ဘူးသေးအဓိကတော့ဘဘတင်တဲ့ခါမှာစိုးဟန်စိုးပေါက်ကိုတော့ဘဘဦးစားပေးပါတယ်အန်တီကတော့ပုတ်ပွင့်လည်းပြောရရင်အန်တီကခံစားမှုကိုဦးစားပေးပါတယ်ဒါကြောင့်ဒီပြီးခဲ့တဲ့အာဇာနည်ပွဲမှာဆိုရင်ဇက်စိန်အမြင့်ဆုံးဖြစ်တဲ့နော်ဇူလိုင်19မှာမွေးရတယ်ကျမလည်းမိုးနဲ့အတူငိုရတယ်ဆိုတဲ့အပိုက်ကိုအန်တီကိုယ်တိုင်ညည်ရကြပြီးတော့မှသူ့ကိုဆိုပြပါတယ်သူသမီးလေးလည်းအဲ့ဒီနေရာမှာတကယ်ငိုရမယ်တကယ်မျက်ရည်ကျရမယ်ဒါဟာတကယ်ငိုစရာကောင်းတဲ့အဖြစ်ဖြစ်တယ်ဆိုတဲ့ feeling ခံစားမှုပေါ့နော်အန်တီကအဲ့ဒါလို့တချင်းတွေမှာပေါ့သူ့ကိုခံစားချက်ထည့်ပြီးတော့ဆိုပြစေတယ်ဆိုလဲဆိုခိုင်းတယ်အန်တီကလည်းဆိုပြပေးတယ်အဲ့ဒီအတွက်ဒီပွဲကျင်းပတဲ့အခါမှာညကျင်းပတဲ့အချိန်မှာတော့ဒီသမီးလေးတကယ်မျက်ရည်ကျခဲ့ပါတယ်တချင်းတိုင်းကမြန်မာတချင်းတွေမှာစကလုံးတိုင်းမှာအဓိပ္ပာယ်ရှိပါတယ်အရန်လဲကျေပြန့်တယ်ပေါ့နော်အရန်ကျေပြန့်ပြီးအဓိပ္ပာယ်ရှိတဲ့အခါမှာအဲ့ဒီအဓိပ္ပာယ်ကိုအန်တီတို့ကဒီခန်းစားချက်နဲ့ပေါ့သရုပ်ဖော်ရတယ်ခန်းစားချက်ဒီစာသားလေးကိုဒီစကလုံးလေးကိုခန်းစားချက်နဲ့သရုပ်ဖော်တဲ့အခါမှာအမူအရာရောနော်သူ့ရဲ့ဒီဆိုဟန်ဆိုပေါက်အတန်မှန်သွားလို့ရှိရင်အမူအရာမှန်သွားတယ်အဲ့ဒီအတွက်ခုနသားတို့မေးတဲ့နော်လေချောင်းအထားအတူမျက်နှာအထားအတူအားလုံးကအလိုလိုပါလာတာပါဥပမာဘရောက်လန်းတချင်းကိုဆိုမယ်ဆိုပါစို့ဘရောက်လန်းဟာသူတယောက်တည်းနော်တလွင့်လွင့်ကျွေးနေတဲ့နော်ဒီဘရောက်လန်းလေးကိုသူတယောက်တည်းရှောက်ရတာဖြစ်တယ်ဒီအတွက်သူဟာပျော်ပြီးဆိုလို့လည်းမရဘူးသူတယောက်တည်းဆိုတဲ့ဘဝကြီးမှာသူတယောက်တည်းအထီးကျန်ပြီးတော့ချစ်သူနဲ့ဝေးပြီးသူဟာဆိုရတာဖြစ်တဲ့အတွက်ဒီခံစားမှုတွေအကုန်လုံးကိုသူခံစားပြီးတော့မှနားလည်ပြီးတော့မှသူကဆိုရမှာဖြစ်တယ်ဒါကြောင့်အန်တီကတချင်းတစ်ပုတ်ဆိုရင်ဘဘကဆိုဟန်ဆိုပေါက်တဲ့နဲ့အန်တီကကျတော့သမီးဒီစာသားလေးကဒီအဓိပ္ပာယ်ဖြစ်တယ်နော်အဲ့တော့ဒီလိုလေးခံစားရမယ်ဒီလိုလေးခံစားပြီးမှဆိုပါအဲ့တော့မခံစားကလေးဆိုတဲ့ခါကျတော့သူနားမလည်သေးတာတွေအများကြီးပေါ့နော်သို့တော့နားမလည်သေးတဲ့ခါမှာအန်တီကဘာလို့လဲဆိုတော့သူရှေ့ကနေမှဒီလိုခံစားတယ်ဒီလိုလုံးမယ်ဒီအတန်ရအောင်ဆိုရင်ဒီလိုအမှုရဖြစ်တယ်